င်္ဂလာပါခင်ဗျာတစေကြီး channel ကနေကြိုဆိုလိုက်ပါလေဒီကနေ့မှာတော့အယူသူတော်နဲ့ကပိလတောင်ကခတ်တရားဆိုတဲ့ဇလန်းလေးကိုအစအဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်ကပိလတောင်ဆိုတာကမြန်မာပြည်အလဲပိုင်းဒေသမှာရှိပြီးအနီးဝန်းကျင်ကဒေသခံများကတော့ကပိလတောင်လို့မခေါ်ကြဘဲတောင်ညိုကြီးရယ်လို့ပဲခေါ်ဝေါ်ကြပါတယ်ဒီလိုခေါ်ဝေါ်မှုနဲ့လိုက်ပတ်အောင်ပဲတောင်ကြီးတစ်ခုလုံးကညို့ညို့မိုင်းမိုင်းနဲ့ဥတုသုံးလီဘယ်အခါဖြစ်ဖြစ်မြို့ကိုးတို့ကဆိုင်းရနေပါတယ်အမြင့်ဆုံးတောင်ထဲမှာမပါဝင်ပေမဲ့လည်းပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း3000ကျော်တော့ရှိပါလိမ့်မယ်တောင်ပေါ်မှာကြီးငတ်တဲ့မြောက်အုပ်များကသာအဓိကကျက်စားကြပြီးတခြားတောကောင်များကတော့ရံဖန်ရံငါမှပဲရောက်ရှိလာတတ်ပါတယ်လူသူအရောက်ပေါက်လေးမရှိသလောက်ကိုပဲနေပါလွန်ပါတယ်ဒေသခံတို့တောင်မှဒီတောင်ကြီးကိုရှင်းကပ်ဖို့စိတ်မကူးရဲကြပါဘူးဘာကြောင့်ဆိုတော့တောင်ကြီးကအဝေးကမြင်ရင်ခြောက်ချားစရာကောင်းလွန်းနေရပြီးတောင်ပေါ်ကိုတက်လိုက်ရင်လေခြောက်ချားစရာမလုံမလဲစိတ်ခံစားချက်နဲ့ထိတ်လန့်စရာအဖြစ်မျိုးတို့ကိုကြုံကြိုက်တတ်တာကြောင့်ပဲဖြစ်ပါတယ်ဒီနေ့မနက်မှာတော့တောင်ညိုကြီးစီမှာပုံမှန်နေ့တွေနဲ့မတူပဲရှိနေရပါတယ်အကြောင်းကတော့တောင်ကြီးဘက်ရှိုးတွေကစမ်းပေါက်မှာကြားကြီးတကောင်ကရေတဝါတောက်ပြီးနောက်လာရလန်းကိုမပြန်မေးတောင်ညိုကြီးအပေါ်ဘက်ကိုလှည့်တက်လာခဲ့ပါတယ်ကြားကြီးကတောင်ကျောအတိုင်းပဲဤပဲနဲ့တက်လာရင်တနေရာကိုရောက်တော့တပတ်ရှမ်းကမြောက်အုပ်ရဲ့အတံပလံကိုကြားမိပြီးတစ်ချက်ငြိမ်သက်သွားခဲ့ပါတယ်ခဏအကြာအသေးချာနားဆွင့်ပြီးနောက်မှာတော့ကြားတရဝါတို့ထုံးစံအတိုင်းပဲရှေလန်းကိုညင်သာတူဝက်ရင်မြောက်အုပ်ရှိရာကိုဥတီလို့ထွက်သွားပါတော့တယ်ကြားကြီးထွက်သွားပြီးမကြလိုက်ပါဘူးတောင်ကျောရဲ့တစ်ဖက်ရှမ်းစီကဝေါင်းကနေကျေလောင်နဲ့ကြားဟိန်းတန်ကြီးကထွက်ပေါ်လာခဲ့ပါတယ်ဒီကြားဟိန်းတန်ကြောင့်ပဲမြောက်အုပ်ကိုရှင်းကပ်နေတဲ့ကြားကြီးရဲ့ရှေလန်းတွေကရက်တန့်သွားခဲ့ရတယ်ဒီတောင်ပေါ်မှာကြားတရဝါရဲ့လို့သူတကောင်လည်းမဟုတ်ပဲတခြားမျိုးနွယ်သူဆိုပေမဲ့ရန်သူဖြစ်လာမဲ့ကြားတကောင်လည်းရှိနေတာကိုရိတ်စားသိရှိလိုက်ပါတယ်ကြားကြီးရဲ့အာယုံကမြောက်အုပ်စီမှာမရှိတော့ဘူးဟိန်းဟောက်တန်ကိုပြုတဲ့တစ်ဖက်ကအကောင်အထည်မမြင်ရသေးတဲ့ကြားစီကိုသာအာယုံနစ်ဝင်သွားရပါတယ်ရှေလန်းတွေကိုလှမ်းရင်နားကိုဆွင့်ရင်ရန်သူရှိမဲ့နေရာကိုရှာဖွေတယ်မကြလိုက်ပါဘူးတောင်ထိပ်ကနေအလုံးတူတရန်တူကြားကြီးတကောင်ကထွက်ပေါ်လာခဲ့ပြီးဟိန်းဟောက်ရံမူလာပါတယ်အပြန်အလှန်ဟိန်းဟောက်ရင်ကြားနှကောင်ကတကောင်နဲ့တကောင်အနီးကပ်လှမ်းတိုးလာနေကြပါတယ်အခုနောက်ကအော်ဟေးမြူတူနေတဲ့ညောင်များကတစ်ပင်တွေပေါ်ကနေကူးလာရင်းနဲ့မကြခင်မှာဖြစ်ပေါ်လာတော့မဲ့ကြားနှကောင်ရဲ့တိုက်ပွဲကိုစောင့်ကြည့်ဖို့ရှိနေကြပါတယ်ကြားနှကောင်ကတကောင်နဲ့တကောင်ခုံအုပ်ကြပြီးလုံးထွေးတပ်ပုတ်ကြပါပြီအစာပိုင်းမှာလက်ရည်ညီသလိုရှိပေမဲ့လည်းအချိန်ကြာလာတာနဲ့ပဲတောင်ထိပ်ကဆင်းလာတဲ့ကြားကြီးစီကအခိုးအငွေ့တွေထွက်ပေါ်လာပါတယ်ဒီအချိန်လေးကြောင့်နောက်ဆုံးပြေးဖို့ကြိုးစားပေမဲ့လည်းမရတော့ပါဘူးတောင်ထိပ်ကဆင်းလာတဲ့ကြားကြီးကလျှက်စီးလို့လင်းမြန်တဲ့အဟုန်မျိုးနဲ့တစ်ဖက်ကကြားကြီးစီကိုခုံအုပ်လိုက်ပါတော့တယ်အဆွဲပြူးပြူးများကလေချောင်းကိုကိုက်ပြီးသွေးတို့ကိုဖောက်တောက်လေတယ်အချိန်အခိုက်တန့်လေးတစ်ခုအတွင်းမှာပဲလေချောင်းသွေးတောက်ခံလိုက်ရတဲ့ကြားခများအသက်ဇီဝင်ကင်းမဲ့သွားခဲ့ရပါတော့တယ်အရှိမအယူသူတော်နဲ့ခက်ကုန်းကြီးတို့ကြုံဆုံခဲ့တာကိုပြောပြခဲ့ပြီးပါပြီအခုကတော့အယူသူတော်နဲ့ခက်ကုန်းကြီးတို့ကပိလတောင်ကိုခရီးနှင်ကြပြီးခတ်တရားကိုရှာဖွေကြပုံကိုတင်ပြပါမယ်ဒီခရီးမှာဆရာဝလုံးတို့ဆရာတပည့်3ယောက်လည်းပဲပါဝင်ခဲ့ပါတယ်ဝီလီဝင်းလေးမနက်ခင်းမိုးလင်းတာနဲ့ပဲအယူသူတော်ဦးဆောင်တဲ့အဖွဲ့ကကပိလတောင်ရှိရာကိုဥတီခရီးစတင်မှုပြင်ဆင်ကြပြီးမဲ့လေအစီအစဉ်ကခက်ကုန်းကြီးကြောင့်ပြတ်သွားခဲ့ရပါတယ်အကြောင်းကတော့ခက်ကုန်းကြီးကနေရောင်နဲ့ထိတွေ့လို့မရပါဘူးဒါကြောင့်ပဲခရီးကိုညဘက်မှသာဆက်ကြဖို့ဖြစ်လာပါတယ်ညဘက်သွားရမယ့်ခရီးလမ်းကသူတော်အတွက်အခက်အခဲမရှိပေမဲ့လေခက်ကုန်းကြီးနဲ့ကြံသူတို့အတွက်ကတော့အခက်အခဲများစွာရှိပါတယ်ပထမဆုံးအခက်အခဲကတော့အမှောင်ဖြစ်ပါတယ်ဒုတိယအခက်အခဲကငွေပါကင်းမအနေနဲ့ပြီးတော့သွားရမယ့်လမ်းခရီးတစ်ဝက်ကတော်ရင်ခရီးဖြစ်တာကြောင့်လမ်းကြောင်းရှာဖွေမှုအတွက်ညဘက်ခရီးသွားခြင်းကအတားအဆီးကိုဖြစ်ပေါ်စေပါတယ်ဒီအတွက်ကြောင့်သူတော်ကနေဘက်မှာလမ်းရှာတယ်ညဘက်ခရီးသွားချိန်ကြတော့ခက်ကုန်းကြီးကမီးအိမ်ကင်ပြီးအရှိကနေဥဆောင်လို့သွားရပါတယ်9ရက်တာခရီးကိုနှင်ပြီးပေမဲ့လည်းသူတို့အားလုံးကပိလတောင်စီကိုမရောက်ပေဝေးလည်နေရပါတယ်9ရက်တာအတူတူခရီးလမ်းကိုတွားဖူးခဲ့ကြပြီဆိုတော့တယောက်အကြောင်းလေးပဲတယောက်ကတီးမိခေါက်မိရှိလာကြပါပြီသူတော်ကတော့အယူအသွင်နဲ့ပဲမို့ကိစ္စကမရှိခက်ကုန်းကြီးလည်းဒီနည်းတူပါကိစ္စရှိတာကဆရာဝလုံးတို့ဆရာတပည့်ဖြစ်ပါတယ်ဆရာဝလုံးနဲ့ရန်ကြီးကကွန်းအလွန်ကြိုက်ခါအဆက်မပြတ်ဝါထပ်ပြီးပေါ့စီကတော့နာမည်နဲ့လိုက်ဖက်အောင်မေးအလွဲလွဲအချော်ချော်အလွန်များတဲ့သူပါလူကဝါလုံးလုံးနဲ့မို့ပေါ့စီလို့နာမည်ပေးထားတာကလည်းမဆန်းလာပါဘူးတရက်သားတော့
နေကင်းပတ်မှုအရေးအာဝါဒကောင်းရာလေပြင်းကျဲကြီးရဲ့အဆက်ကကုတ်ကိုပင်ကြီးအောက်ထဲအားလုံးကလဲလျောင်းလို့အနားယူနေကြပါတယ်။ခကုံးကြီးကတော့သူ့ရဲ့မိအိမ်နဲ့တောင်ဝေးကိုနှစ်ဘေးမှာချပြီးတကိုယ်လုံးကိုအဝတ်မဲကြီးဖုံးအုပ်လို့ပင်ရဲ့ပင်စီကိုမှီဆက်နေပါတယ်။သူတော်ကတော့တပင်ရဲ့ကွာဆောင်စီမှာပါ။ဆရာဝါလုံးနဲ့ရန်ကြီးကဖြတ်တန်းလာတဲ့ခရီးလမ်းမှာရွာချီလမ်းပြီးတော့ကွန်းရအဝေးရခတ်တာကြောင့်ကုန်းမဝါရတဲ့အတွက်နေမသာထိုင်မသာဖြစ်နေကြပါတယ်။သူတို့အနေနဲ့ကတွင်အာသာပြေဖို့အတွက်ဖန်တဲ့အရသာရှိတဲ့တစ်ခေါက်တွေတင်မောင်းသီးတွေကိုခူးစားနေကြရတယ်။ပေါစီကတော့အမြင့်ဆုံးတစ်ခုကိုခေါင်းအောင်ပြီးကွေးလေးနဲ့အိတ်ဆက်နေပါတယ်။မွန်တန်နေကထူပူလာတော့ကုန်းမဝါရတဲ့ဆရာတပည့်နှစ်ယောက်ကဇောချွေးပြန်နေခဲ့ကြပါပြီ။ဆရာဝလုံးကကုန်းဝါခြင်းနဲ့ဝေဒနာအတွက်ကိုစိတ်အလိုမကျဖြစ်လာရပြီးတောက်ခေါက်လိုက်ပါတယ်။သူရဲ့တောက်ခေါက်တန်ကြောင့်ပဲကွာဆုံးမအိတ်ဆက်နေတဲ့သူတော်တောင်မှလန့်နိုးသွားခဲ့ရတယ်။ဟေးဝါလုံးကြီးနေပါဖြစ်နေတာလေ။သူတော်ကလမ်းမေးလိုက်ပါတယ်။ကျုပ်တို့ဆက်ပြီးမလိုက်တော့ဘူးဗျာ။ဆရာဝါလုံးကပေါက်ဆက်နဲ့ပြန်ပြောတယ်။ဟေးဘာဖြစ်လို့လဲကွာ။ဘာမှမဖြစ်ပါဘူး။ကျုပ်တို့ဒီခကြီးကိုဆက်မလိုက်နိုင်တော့ဘူး။ဟုတ်တယ်ဆရာမလိုက်နိုင်ရင်ကျုပ်တို့လည်းမလိုက်တော့ဘူး။အော်ဆရာတပည့်နှစ်ယောက်ရဲ့အပြောကြောင့်သူတော်တယောက်ရေရုပ်မိလိုက်ပါတယ်။ရန်ကြီးဟိုကောင်ကိုတွားနှုတ်ကွာဆရာဖြစ်သူရဲ့စကားအတိုင်းပဲရန်ကြီးလည်းသူတို့ရဲ့ဖြစ်အင်ကိုမသိပဲကွေးလေးနဲ့အိတ်ဆက်နေတဲ့ပေါက်စီကိုတွားရောက်လှုပ်နိုးပါတယ်။ပေါက်စီထကွာငါတို့တွားတော့မှာရန်ကြီးကလှုပ်နိုးပေမဲ့ပေါက်စီကအိတ်ပုတ်ကြီးပြီးတော့တစ်ဖက်ကိုလှည့်သွားကပြန်အိတ်ပါတယ်။ဟာဒီကောင်ကတော့ကွာရန်ကြီးကဒေါသထွက်သွားပြီးတော့ပေါက်စီကိုအတင်းကရောထပ်မှန်လို့လှုပ်နိုးလိုက်ပါတယ်။ဟေးပေါက်စီခွေးမသားမြန်ထားကွာဒီချိန်တော့နှိုးယုံနေမဟုတ်ဘဲနဲ့တင်မားကိုပါဖြောင်းကနေပိတ်ရိုက်လိုက်တာကြောင့်ပေါက်စီတယောက်အလန့်တကြားနဲ့ပဲငေါက်ခနဲထားထိုင်လာပါတယ်။ဘာဖြစ်လို့လဲရန်ကြီးမင်းအမိန်လင်းကဆက်မလိုက်တော့ဘူးတဲ့အဲ့ဒါကြောင့်ငါတို့သွားကြတော့မလို့ကွာရန်ကြီးကဒီလောက်အိတ်ပုတ်ကြီးနေတဲ့ပေါက်စီကိုစိတ်ပေါက်ပေါက်နဲ့ဆဲဆူပြီးပြောလိုက်ပါတယ်။ငါအဖေကပြောတာလားအိမ်မုံစုံမွားဖြစ်နေတဲ့ပေါက်စီကအစီငေါ်မတည့်ဘဲနဲ့ပြန်မေးတော့ရန်ကြီးလဲပိုးလို့ဒေါသထွက်သွားရပါတယ်။မင်းအဖေဆရာဝလုံးကပြောတာကွာမင်းအဖေမင်းပထွေးကပြောတာဟာဟေးကောင်တွေမင်းတို့ကလည်းအိယာကထားဖို့နှိုးတာကိုငါကအဖေဖြစ်လိုက်ပထွေးဖြစ်လိုက်နဲ့တော်တော့ကွာတိမ့်တရားရှိတာမြန်သိပြီးရင်သွားကြမယ်ဆရာဝလုံးကမနေတာတော့ပဲဝင်းအောင်ငေါ့ပါမှရန်ကြီးနဲ့ပေါက်စီတို့လည်းငိန်ကုတ်သွားကြရပါတယ်သူတော်ကတပင်ကွာဆုံးစီမှာထိုင်ရင်းနဲ့အောက်ကဆရာတပည့်၃ယောက်ရဲ့အဖြစ်ကိုတခွေးခွေးနဲ့ရည်နေပါတယ်ခကုံးကြီးကတော့ဘာမှဝင်မပြောအဖြစ်အပျက်ကိုကြည့်ရင်းသာရှိနေခဲ့တယ်ရန်ကြီးကတပင်ရှင်ရင်မှာပုံထားတဲ့သူတို့လွယ်အိတ်တွေကိုကောက်ယူတယ်ပေါက်စီကတော့ကောက်ခနဲထပြီးတပင်အနောက်ကိုအပေါ့သွားဖို့လုပ်ပါတယ်ဟေ့ကောင်မင်းကပဲလေစိတ်လိုမကျဖြစ်နေတဲ့ဆရာဝလုံးကပေါက်စီကိုကြောင်ကရမ်းဖြစ်နေတဲ့ထင်ပြီးလှမ်းငေါက်ပါတယ်ကျုပ်အပေါ့သွားမလို့ဆရာမသွားနဲ့ကွာသွားချင်ရင်ဒီနားမှာပဲသွားတကယ်အရေးကြီးပါတယ်ဆိုမှမင်းကတမောက်ဆရာဝလုံးကပူတော်လိုက်ပါတယ်ဒါကိုအပေါ့သွားခြင်းလွန်းနေတဲ့ပေါက်စီကအဟုတ်မှတ်ပြီးတစ်ပင်အနောက်ကိုဝင်လို့အပေါ့သွားချပါတယ်ဟာဟေးဒီနားမှာမသွားနဲ့လीတစ်ချိန်လုံးငြိမ်ပြီးကြည့်နေတဲ့ခကုံးကြီးကထအော်လိုက်ပါတယ်ဒါပေမဲ့လည်းအိရှင်စိတ်မသိမ့်မပြေသေးတဲ့ပေါက်စီကစီးမထိန်နိုင်တော့ပဲလှုပ်ချလိုက်ပါပြီစီးဆက်တို့ကခကုံးကြီးကိုစင်လူခမန်းဖြစ်သွားရပါတယ်ခကုံးကြီးလည်းအလင်းအမြန်မဲ့ခုန်ထားလိုက်တာကြောင့်ပုတ်တီကလွတ်မြောက်သွားရပြီမဲ့လေသူ့ရဲ့တောင်ဝင်းနဲ့မီးရင်ကိုတော့ပေါက်စီရဲ့စီးဆက်တို့ကဆင်သွားခဲ့ပါပြီဟာဒီကောင်ကွာငါလှုပ်လိုက်ရသေးရောမယ်ခကုံးကြီးကဒေါသတကြီးနဲ့ပြောလိုက်ပါတယ်ဟေးကောင်မင်းကဘာရှာချီရလဲမင်းပါဇက်ကိုပိတ်ထားလိုက်စမ်းကွာရန်ကြီးကခကုံးကြီးကိုလှမ်းអော်လိုက်ပါတယ်ဟေးရန်ကြီးစိတ်ထိန်ကွာအပြက်နဲ့နှာခေါင်းသိမ်းမထွက်စီနဲ့ပုံမှန်ဆိုရင်ခကုံးကြီးကိုဝိုင်းနှိပ်ကြမဲ့ဆရာတပည့်အခုတော့သူတော်ရှိနေတာကြောင့်ဆရာဝလုံးကိုယ်တိုင်ကတပည့်ဖြစ်သူကိုဝင်ထိန်လိုက်ပါတယ်သူတို့ပစ္စည်းတွေကိုတင်စီပြီးနောက်မှာတော့၃ယောက်သားနေရာကနေထွက်ခွာသွားကြပါတော့တယ်ကိုမစားရတာနဲ့စိတ်ဆိုးပြီးထွက်သွားကြပြီလိုက်ရှင်တော့လေသူတို့ပဲတွားကျင်တော့လေသူတို့ပဲသူတော်ကတပင်ရဲ့ကွာဆောင်တီကနေစပ်ပြေးပြေးနဲ့ရေရွရင်အောက်ကိုခုန်ဆင်းလာပါတယ်ခကုံးကြီးကတော့ထွက်ခွာသွားကြတဲ့ဆရာဝါလုံးတို့ဆရာတပည့်၃ယောက်ကိုမကြည်မချမ်းနဲ့လှမ်းကြည့်လိုက်ပြီးတေးဆူသွားတဲ့သူ့ရဲ့မိအိမ်နဲ့တောင်ဝေးကိုကောက်ယူလိုက်ပါတယ်သူ့အတွက်လက်ရှိချိန်မှာတော့ဒီမိအိမ်နဲ့တောင်ဝေးကသာပိုင်ဆိုင်မှုအဖြစ်နဲ့ရှိနေရပါတယ်ဒါတွေကိုပဲအပေါ်ပြုပြီးတော့အချိန်ကာလအတန်ကြာသူတယောက်တည်းရှိနေခဲ့ရတာပါကဲပါစိတ်တိခိုက်မနေနဲ့တော့
အစကတည်းကငါတို့ကြီးပဲသွားရမယ်ခရီးပါကျုပ်လည်းစိတ်ထဲဘလို့မှမနေပါဘူးဗျာကျုပ်ပစ္စည်းတွေကိုထိလို့နည်းနည်းပါးပါးဒေါသထွက်ရုံပါကဲပါဒေါသလည်းထွက်မနေနဲ့တော့သူတော်ကထပ်ပြောလိုက်တော့ခကုံးကြီးကဘာမှမပြောတော့ပါဘူးညပိုင်းရောက်တော့သူတော်တို့ခရီးဆောက်ထွက်ဖို့ပြင်ဆင်ကြချိန်မှာထူးဆန်းတဲ့အဖြစ်အပျက်ကဖြစ်ပျက်လာပါတယ်ခကုံးကြီးရဲ့မိအိမ်ကအရင်ကအလိုလိုထွန်းညှိပြီးဝါချင်းချင်းအလင်းရှိပေမဲ့လေဒီညမှာတော့ထုံတန်တိုင်းလိုလိုထွန်းညှိလာပေမဲ့အဖြူရောင်အလင်းများရှိနေပါတယ်ခကုံးကြီးတွေမကသူတော်ပါဒီအဖြစ်အပျက်အတွက်ကိုအလွန်အံ့ဩသွားမိရတယ်တကယ်တမ်းဒီခကြီးကိုစတင်ဖြစ်တော့ဒီဖြစ်ရက်ကသူတို့ကိုကူညီပေးတယ်လို့ဖြစ်လာခဲ့ပါတယ်မိအိမ်စီကအလင်းကလမ်းကြောင်းကြီးတစ်ခုတည်းကိုသာထင်းနေအောင်ထိုးပြပြီးတခြားတစ်ဖက်ကိုမိအိမ်လှည့်လိုက်ရင်တောင်မှအလင်းကလမ်းကြောင်းကြီးရှိရာဘက်ကိုသာပြန်လည်လို့သွားပါတယ်ငါတို့ကတော့နှက်ကောင်းနှက်မြက်တွေကမားတာလားအဖဝိဇ္ဇာများကမားတာလားတော့မသိဘူးခကုံးကြီးရေသူတော်ကဝမ်းသာအိတ်လေးပဲရေရိုးလိုက်ပါတယ်နှစ်ယောက်သားလမ်းကြောင်းကြီးအတိုင်းပဲလိုက်ခဲ့ကြရင်မနက်မိုးစင်စင်လင်းချိန်မှာတော့ညိုမိုင်းနေတဲ့တောင်ကြီးတစ်လုံးစီကိုရောက်ရှိကြပါတော့တယ်သူတော်တို့ရောက်ပြီးမကြလိုက်ပါဘူးတောင်ရဲ့နဘေးဘက်လမ်းကလေးအတိုင်းပဲကြောင်ကြိုက်ပေါင်မာထိုးခွေးမင်ကြောင်များနဲ့လူတစ်ယောက်ကတိုးထွက်လာခဲ့ပါတယ်နတ်သားလေးသူတော်ရောက်ရှိလာတာကိုကျုပ်ဒီလာတခရီးဦးကြိုဆိုပြီးအယူအသေးပေးအပ်ပါတယ်ဗျာထိုးခွေးနေတဲ့လူကသူ့ကိုနတ်သားသူတော်ဆိုပြီးခေါ်လိုက်တော့သူတော်တယောက်ဆွေ့ခုန်တဲ့အထိပဲပျော်ရွှင်သွားခဲ့ရပါတယ်အေးနင်းကဘာတူလဲမဟုတ်ပါဘူးနင်းကဘဲကလဲသူတော်တယောက်စကားတွေတော့အယောင်ယောင်မမဖြစ်ကုန်ရပါတယ်ကျုပ်ကဒီကပိလတောင်ရဲ့ဟိုတစ်ဖက်တောင်စီကတောင်ပိုင်ကြီးဖိုးတော့ပါအော်နင်းကတောင်ပိုင်ကြီးကိုဟုတ်ပါတယ်နတ်သားသူတော်ဒါနဲ့ဒီတောင်ကကပိလတောင်ဆိုတာဟုတ်သလားတောင်ပိုင်ကြီးဖိုးတော့ကခေါင်းကိုညှိလိုက်ပါတယ်ဟုတ်ပါတယ်သူတော်ကခေါင်းကိုကုတ်ရင်းမျက်လုံးများကလည်းသူ့ဟန်အတိုင်းပဲကလဲဖြစ်သွားရပါတယ်ဟေးငါတို့ဒီကိုရောက်တာမြန်လာကြီးလားဘယ်လိုများဖြစ်ရတာလဲညကအလင်းရောင်ကြောင့်လမ်းကြောင်းမှန်ပြီးချက်ချင်းရောက်လာတာဖြစ်လိမ့်မယ်ခက်ကုန်းကြီးကသူတော်ရဲ့စကားကိုအပြေပြုတ်ပါတယ်အေးနော်ရောက်မဲ့ရောက်လာတော့လေတခဏလေးပဲသူတော်ကရေရိုးလိုက်ချိန်မှာတော့ထောင်ပိုင်ကြီးဖိုးတောက်ကဝင်ပြောလာပါတယ်ဒီဖြစ်ကိုကျုပ်ကရှင်းပြပါမယ်နတ်သားသူတော်အေးကျုံးလက်ကွယ်ကျုပ်တို့နေမှာဒီကကပိလတောင်ရဲ့ဟိုဘက်ကတဏီရတောင်ရဲ့ပြီးတော့ကျုံနေတဲ့ဝေပုံလတောင်ရဲ့ကတောင်ကြီးနောင်သုံးလုံးပါဒီကပိလတောင်မှာကကျုပ်လိုပဲတောင်ပိုင်ကြီးဒိဋ္ဌာကစောင့်သားပါတယ်တဏီရတောင်မှာကတောင်ပိုင်ကြီးလာဘကစောင့်သားပါတယ်ဗျလွန်ခဲ့တဲ့အနှစ်400ကျော်လောက်ကဒီတောင်သုံးလုံးကိုခတ်တရားဆိုတဲ့အစွမ်းထက်လွန်းတဲ့ဂဝေကြီးကလူယူသိမ့်ပိုက်သွားခဲ့ပါတယ်ထောင်ပိုင်ကြီးဖိုးတောက်ပြောပြတာကိုသူတော်နဲ့ခက်ကုန်းကြီးတို့ကစိတ်ဝင်တစားပဲနားထောင်နေမိကြပါတယ်ခတ်တရားကြောင့်ကျုပ်တို့3ယောက်နေရာပြောက်ခဲ့ကြရတယ်ဒီရက်နဲ့ခက်ဝေးကနှိမ်ပါတဲ့ဒေါင်းမနေရှူထဲမှာကျုပ်တို့မိသားစုတွေတွားပြီးပုံအောင်နေကြရပါတယ်လွန်ခဲ့တဲ့ရက်တုန်းကတော့ကျုပ်တို့စီကိုအဖဝိဇ္ဇာတစ်ပါးကကြွမြန်းလာပြီးဆရာသူတော်တို့ရောက်လာကြမယ့်အကြောင်းကိုမိန့်ကြားပါတယ်ကူညီနိုင်တာရှိရင်ကူညီပေးပါလို့လည်းမိန့်သွားခဲ့ပါတယ်ဒါနဲ့ကျုပ်တို့3ယောက်ဆရာသူတော်တို့ရောက်လာနိုင်မဲ့လမ်းမှာစောင့်ဆိုင်ရင်ဆရာသူတော်တို့ရောက်လာတော့ကူညီဖို့ကြိုးစားကြတာပါဒါပေမဲ့လည်းအစပိုင်းတော့ခတ်တရားရဲ့မိအိမ်ကြောင့်ကျုပ်တို့ဘာမှလုပ်လို့မရခဲ့ဘူးဒီမိအိမ်ကသူ့ရဲ့မျက်လုံးသဘောဖြစ်နေတယ်လေဒါဆိုခတ်တရားကမိအိမ်ကနေငါသူတော်တို့ကိုအမြဲစောင့်ကြည့်နေတာပေါ့သူတော်ကစကားဖြတ်လို့မေးလိုက်ပါတယ်ဟုတ်ပါတယ်ဆရာသူတော်ဒီခတ်တရားကတော်တော်ဆိုးတာပဲငါသူတော်တို့သူ့ကိုကောင်းကောင်းကြီးဆုံးမမှဖြစ်တော့မယ်ခတ်တရားကစွမ်းပကကြီးမားလုံးပါလေတခါကနမိတ်စာနဲ့တောင်ရှင်းတိုက်ဘူးတယ်ဆရာသူတော်တတိတော်ကြီးကြီးမားမားထားရလိမ့်မယ်ထင်တယ်အိုးငါသူတော်နတ်သားအတွက်တော့သူ့ကိုကောင်းကောင်းကြီးဆုံးမနိုင်ပါလေသူတော်ကဟန်ပန်အပြည့်နဲ့ကိုရည်သွေးပြီးတော့ထပြောပါလေဒါနဲ့ခမ ्या ပြောနေတာဆက်ပြောပါအောင်ဗျာခကုံးကြီးကလိုရင်းမရောက်ပဲဖြစ်နေတဲ့အကြောင်းကိုပြန်ဆက်ဖို့တောင်းဆိုလိုက်ပါလေဒါနဲ့ပဲကျုပ်တို့3ယောက်အကြံဉာဏ်ထုတ်ပြီးခရီးဝေးသွားရလို့စိတ်ပင်ပန်းပြီးတမာတိဟာရော့ရဲနေတဲ့ဟိုစရာတပည့်3ယောက်စီကိုဝင်ကပ်ပြီးတော့မိအိမ်ကိုကျင်ငယ်ရည်နဲ့ထိစေပြီးအစီအရင်ပြက်အောင်လှုပ်လိုက်တာပါ။အော်ငါသူတော်အခုမှပဲသဘောပေါက်ပြီ။နင်တို့လှုပ်ရက်ကတကယ်လဲတော်ကြပါလေ။ငါသူတော်တော့မရိပ်မိခဲ့ဘူး။မခံယူရဲပါဘူးဆရာသူတော်ရေ။ကျုပ်တို့ကဆရာသူတော်ကတီးသွားပြီးကျုပ်တို့ကိုတခုခုလှုပ်လိုက်မှကိုကြောက်နေမိတာ။အမလေးလေးငါသူတော်ကအဲ့လောက်ထိလဲမပါနဲ့ပါဘူးကွယ်။သူတော်ကပြောပြီးနောက်မှာတော့
ခုနကဆရာဝါလုံးတို့ဆရာတပည့်ရဲ့ဖြစ်အင်ကိုပြန်တွေးမိပြီးတော့တခိခိနဲ့ရီလိုက်ပါတယ်။ကျန်သူတို့ကသူတော်ကိုကြည့်ပြီးလိုက်ပဲရီရတော့မှလို့တီတီပဲနေရတော့မှလို့ဖြစ်သွားကြရပါတယ်။ဒီခိုင်မှာပဲတောင်ညွန်ကြီးရဲ့အပေါ်ဘက်စီကမြူကိုများစိုင်းထလာပြီးတော့အောက်စီကိုလိမ့်ဆင်းလာခဲ့ပါတယ်။သူတော်ရဲ့ရင်နေမှုကရက်ထန်သွားခဲ့တယ်။သူ့ချတဲ့မျက်ဝန်းများနဲ့မြူကိုများစီကိုလှမ်းကြည့်မိရင်ဒီမြူကိုများကတာမန်မဟုတ်ကြောင်းကိုသိမိလိုက်ချိန်တောင်ပိုင်ကြီးဖိုးတော့ကဒါကခတ်တရားကတောင်တကြောကိုကင်းလဲစစ်ဆေးနေတာဆရာသူတော်တို့ရောက်လာမယ်ဆိုတာကိုသူကကြိုသိနေတယ်လေဒီတော့အဲ့ဒီမြူကိုတွေနဲ့အတူသူဖုတ်သွင်းထားတဲ့ကြားနှက်ကောင်နဲ့နေတိုင်းကင်းလဲနေတော့တာပဲကြားဟုတ်လားဟုတ်တယ်ဆရာသူတော်အရင်ကတော့ခတ်တရားစီမှာကြားကတကောင်ပဲရှိတာမကြသေးခင်ကမှဒီတောင်ကိုကြားတကောင်ထက်ရောက်လာပြီးခတ်တရားဖုတ်သွင်းထားတဲ့ကြားနဲ့တိုက်ခိုက်ရင်ချုံသွားတော့နှစ်ကောင်ဖြစ်သွားတာဗျမြူကိုများကတောင်ပိုင်ကြီးဖိုးတော့ပြောသလိုပဲကင်းလဲနေဟန်နဲ့တောင်ကြီးရဲ့ကပန်းအတိုင်းပဲတစ်ဖက်ကိုအလိမ့်လိုက်ရွေ့တရားနေပါလေသူတို့ကလက်ရရစ်လက်ဝဲရစ်ပြီးရင်အောက်ကိုဆင်းလာလိမ့်မယ်ဒါဆိုငါတို့အတွက်အချိန်ရသေးတာပဲဆရာသူတို့ကဘာလုပ်ဖို့လဲတောင်ပေါ်ကိုတက်မယ်လေသူတို့ရဲ့စကားအဆုံးမှာထောင်ပိုင်ကြီးဖိုးတော့ကမျက်စိမျက်နှာပြက်ပြီးထိတ်ထိတ်ပြက်ပြက်ဖြစ်သွားရပါတယ်ခတ်တရားကတောင်ကြီးတစ်ခုလုံးကိုဂဝေဆက်တွေဖြန့်ချလာတယ်အခုနေဆရာသူတော်တက်မယ်ဆိုလို့ရှိရင်သူတိသွားမှတိကြတယ်။အိုးတိတော့လေတိပါစေပေါ့တောင်ပိုင်ကြီးရဲ့ငါသူတော်တို့ရောက်လာမယ်ဆိုတာကိုတောင်သူကကြိုပြီးသိနေတာပဲ။ဒါတော့ဒါပေါ့ဆရာသူတော်ရဲ့ဒါပေမဲ့ကဲအဲ့ဒီဒါပေမဲ့ကိုအသာထားမကြခင်နေကထွက်လာတော့မယ်။ဒီတော့ငါသူတော်ကိုကူညီခြင်းနဲ့ဆိုလို့ရှိရင်ဒီကခကုံးကြီးမင်းသားကြီးကိုနေမထီအောင်နေတို့ခဏခေါ်ထားပေး။တောင်ပေါ်ကိုငါသူတော်ပဲတက်လိုက်မယ်။ဖြစ်ပါမလားဆရာသူတော်ရဲ့ဖြစ်ပါတယ်တောင်ပိုင်ကြီးရဲ့ခတ်တရားကမိစ္ဆာစိတ်မှုကောက်ကြည့်တတ်တယ်အဆအရာကိုတော့ဆရာသူတော်ဂရုစိုက်ရလိမ့်မယ်စိတ်ချစမ်းပါကဲနင်တို့သွားကြတော့သူတော်ကတောင်ပိုင်ကြီးနဲ့ခကုံးကြီးတို့ကိုနှင်းလိုက်ပါတယ်မနှင်းလို့ကလည်းမကြခင်မှာနေဝန်းကထွက်လာပါတော့မယ်ဒီခါကျရင်ခကုံးကြီးတယောက်ကနေထီလို့မရတာကြောင့်ဒုက္ခအတိရောက်ရပါလိမ့်မယ်ခကုံးကြီးကိုတောင်ပိုင်ကြီးဖူးတော့ကခေါ်ပြီးထွက်သွားတာနဲ့သူတော်လည်းပဲယူလိတ်တွေတရိပ်ဆိုင်းနေတဲ့ကပိလတောင်ကြီးအပေါ်ကိုတက်လာခဲ့လိုက်ပါတယ်။လူသူအရောက်ပေါက်နေတဲ့အတွက်ခြုံပင်များကတောင်ကြီးတစ်ခုလုံးကိုဖုံးလွှမ်းထားပါတယ်။ပုံအောင်နေကြတဲ့မြောင်မောင်မတတိုက်ကတောင်ပေါ်ကိုတက်လာနေတဲ့သူတော်ကိုချောင်းမြောင်းကြည့်နေကြပါတယ်။စာဝါကြီးကပိလတရားခတိမှထားတဲ့အမိုက်တိုက်ကျိတ်မျိုးသူတော်ကအတန်ပြပြကြီးနဲ့တရှင်းကိုအစီအစဉ်မကျဟစ်အော်လို့တီးဆူလိုက်ပါတယ်။တရှင်းကိုဆက်ပြီးဆိုချိန်တောင်ကြီးကိုလှည့်လည်နေတဲ့မြူလိတ်ဆိုင်းတိုင်းကြီးကတောင်ရက်ကိုသွားနေရကတုံကနေပဲရက်တန့်သွားခဲ့တယ်။နောက်တော့သူတော်ရှိနေတဲ့နောက်ချောင်းဘက်ကိုပြန်လှည့်လို့လာပါတယ်။ဒီအရှင်းရာကိုသူတော်ကကြိုတင်သိမိနေလေတော့သဘောကျကတဟီးအတန်ပေးရင်ရင်မောနေပါတယ်။ပြီးတော့တောင်ပေါ်ကိုဆက်မတက်တော့ပဲတပင်အောက်ကိုဝင်ပြီးမြူလိတ်ကြီးရောက်ရှိလာမဲ့အချိန်မှာမလွဲမသွေရင်ဆိုင်လာရတော့မယ်ခတ်တရားရဲ့ဖုတ်သွင်းကြားကြီးနှစ်ကောင်ကိုစောင့်ဆိုင်နေလိုက်ပါတယ်။တောင်အရက်ကနေမြူလိတ်ကြီးရွေ့လျားလာတာနဲ့ဝေါင်းကနေမန်ဖီဟိဟောက်လာတဲ့ကြားဟိန်းတန်တွေကိုပါကြားရပါတယ်။ကြားဟိန်းတန်ကတာမန်ကြားဟိန်းတန်နဲ့မတူလှိုင်တန်ပါနေပြီးအဝေးစီကလာသလိုအနီးစီကထွက်ပေါ်လာသလိုနဲ့အလွန်ပဲခန့်မှန်းရခတ်စွာရှိနေပါတယ်။သူတော်ကလူရမရသူရှိနေတဲ့နေရာအနီးတစ်ဝိုက်ကိုမန်တန်ရွတ်ပြီးစီးတားလိုက်ပါတယ်။မကြလိုက်တဲ့အချိန်မှာတော့တောင်ဘက်ချမ်းကနေမြူတွေအလိမ့်လိုက်ကျဆင်းလာပြီးတိုးကထွက်လာတဲ့အဝါရောင်ကြီးရဲ့လိမ်မော်ရောင်ဘက်ကိုတောင်တန်းနေပြီးဖြစ်တဲ့ကြားကြီးနှစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ကြားကြီးတွေကသူတော်ကိုမြင်တော့ရန်လိုပြင်းပြစွာနဲ့တွားဖြဲမှန်ပြီးရပါတယ်။သူတော်ကကြားကြီးတွေကိုတစ်ချက်ကြည့်လိုက်ပါတယ်။အကောင်အထဲကကြီးမားလုံးတော့ဇက်ကလေးပူသွားရပြီးနှုတ်ကနေဟဲ့နင်တို့ကကြောက်စရာကြီးဆိုပြီးဆက်ဖြည်းနဲ့ပြောပါတယ်။ကြားကြီးနှစ်ကောင်ကတာမန်ကြားမဟုတ်ဖုတ်သွင်းခံထားရတဲ့ကြားသေးတွေဆိုတော့ကြားတစ်ကောင်ရဲ့ရင်သားရဲရင်နဲ့အမှုအကျင့်တွေထွက်တရေဘလူးတွေလိုပဲရဲတိမှုတွေကအထင်းသားရှိနေပါတယ်။တကောင်ကဝုံကနေပဲသူတော်ရှိရာကိုပြေးဝင်လာပါတယ်။အနားရောက်တော့ခေါ်အောင်လိုက်ပါတယ်။ဒါပေမဲ့သူတော်တားမြစ်ထားတဲ့စီးကိုကြော်လွန်မရပဲတစုံတစ်ယောက်ကကြားကနေဖက်ဖြက်ပြီးရိုက်ချလိုက်တယ်လို့ဘိုင်းကနေပြုတ်ကြရပါတယ်။ပြန်ထတယ်ဒေါသတကြီးနဲ့မန်ဖီရင်နောက်တစ်ချိန်ပြန်ခုံအုပ်ပါတယ်။အရှိကလိုပဲရိုက်ချခံရတယ်လို့ဖြစ်ပြီးပြန်ပြုတ်ကြပါတယ်။နောက်တစ်ကောင်မှပါဝင်လာတယ်ဒီကြားလေးပဲအတူတူပါပဲဆ
စီကိုကြုံမရပဲရိုက်ရှာခံရတယ်လို့ဖြစ်ပြီးအောက်ကူသာပြန်ပြီးပြုတ်ကြရလိမ့်မယ်။ဂျာနာကောင်ကမန်ကိုမလျှော့အချိန်ချင်းထပ်ပြီးကြိုးစားပါတယ်။သူတို့ကသူတော်ကိုအစာအလုံးငါအတွက်မဟုတ်ပဲရန်သူတယောက်လိုရင်ဆိုင်ပြုတ်မှုနေကြတာပါ။ပြင်ပရဝန်းစီမှာတော့နေဝန်းကြီးကတရင်ရင်နဲ့တက်လာပြီးထန်တပြားတာရှိနေပြီဖြစ်ပေမဲ့လည်းသူတော်ရှိနေတဲ့တဝိုက်မှာတော့အလိမ့်လိမ့်ထားနေတဲ့မြူတွေရဲ့အုပ်ဆိုင်မှုကြောင့်နေရောင်မကြရောက်နိုင်ဘူးဖြစ်နေပါတယ်။သူတော်ကအချိန်တော်တော်ကြာဂျာနာကောင်ရဲ့လှုပ်ရှားမှုတွေကိုထိုင်ကြည့်နေမိပြီးအတန်ကြာလာတော့ပြင်းကြီးလာဟန်နဲ့ဟွာတစ်ချက်တန်းလိုက်ပါတယ်။အညောင်းညာလဲဆန်းလိုက်ပြီးထိုင်ရာကထကဂျာနာကောင်ရှိရာစီအနာအထိသွားလိုက်ပြီးခက်စီစီကြည့်လိုက်ပါတယ်။ဂျာနာကောင်ကသူတော်ရှိရာစီအနီးကမျက်နှာချင်းဆိုင်လာပြီးသွားများဖြဲကမှန်ဖိပါတယ်။အသေးကောင်ကိုပုတ်သက်သွင်းထားတာဖြစ်တာကြောင့်ဂျာနာကောင်ရဲ့ကတွင်းစီကပုတ်အေးအနံ့တို့ကိုရလိုက်ပြီးတော့သူတော်တယောက်ပြုတ်မလို့အံမလို့ဖြစ်ပြီးအနောက်ကိုခုန်ဆုပ်လိုက်ရပါတယ်။အော်နင်တို့အနံ့ကြီးကလည်းတော်တော်ဆိုးတာပဲ။သူတော်တယောက်ကိုကိုင်းချပြီးအသက်ကိုအလူအရက်ရှူကာဂျာနာကောင်ကိုလှမ်းပြောပါတယ်။ဂျာနာကောင်ကစီးကိုကြော်နိုင်ဖို့အတွက်ထပ်မံပြီးကြိုးစားနေကြတယ်။ဟူးတော်ပြီနင်တို့နှစ်ကောင်ကိုကိစ္စမြန်ရှင်းမှပဲဖြစ်တော့မယ်။သူတော်တယောက်ဂျာနာကောင်ကိုဒေါသထွက်သွားဟန်နဲ့လက်သီးလက်မောင်းထတန်းပါတယ်။လက်စီမှာအင်ဂျက်တစ်ခုကိုဆွဲချပြီးတားမြစ်ထားတဲ့စီးကိုလက်နဲ့ဖယ်ရှားလိုက်တော့ခုံကျော်နေတဲ့ဂျာနာကောင်ကသူတော်ရှိရာစီကိုဝုန်းကနေခုံပြီးရောက်ရှိလာပါတယ်။တာမန်လူဆိုရင်တော့ဒီအရှိအရာကအသက်ရှူရက်မတက်ဖြစ်သွားစေနိုင်ပေမဲ့လေသူတော်ကတော့လက်စီမှာဆွဲထားတဲ့အင်ဂျက်နဲ့ဂျာနာကောင်ကိုပယ်ရှားလိုက်ပါတယ်။ဘုံကနေအတန်နဲ့အတူဂျာနာကောင်ကဘေးညာလွင့်စင်ထွက်သွားခဲ့ပြီးတစ်ပင်နဲ့တိုက်ကအောက်ကိုပြုတ်ကြပါတယ်။ပြီးတော့ဒဏ်ရာအပြင်းထန်ရသွားသလိုပဲတခွေးခွေးအတန်ပြုတ်ရင်းနဲ့မြေပြင်မှာလူးလိမ့်နေပါတော့တယ်။သူတော်ကဂျာနာကောင်ကိုအနိုင်ယူလိုက်တော့တစ်ပင်များအကြားကချောင်းကြည့်နေကြတဲ့မြောက်များကတအူးအတန်ပေးရင်းနဲ့ပျော်ရွှင်ကြပါတယ်။ဂျာနာကောင်ကတော့ဖုတ်သက်လွန်ကဇီဝင်ချုပ်ငိမ့်မဲ့အခြေအနေဖြစ်သွားခဲ့ရပါပြီ။သူတော်ကတောင်ပေါ်ကိုဆက်လက်ပြီးတက်မယ်ပြင်တော့ချက်ချင်းဆိုသလိုပဲအုပ်ဆိုင်နေတဲ့မြူလိတ်ကြီးကအဖြူရောင်ကနေအမဲရောင်အသွင်ကိုပြောင်းလဲသွားပါတယ်။ဒီအချင်းအရာကြောင့်တအူးအတန်ပေးရင်းပျော်နေကြတဲ့မြောက်များကတပင်များအချားကိုပြေးဝင်ယုံနေမကအမွေးအမြင်တစားမပေါ်အောင်ပုံအောင်ကုန်ကြပါတယ်။ဂျာနာကောင်ကတော့အသားများပဲ့ရွဲ့ကကြည်မွပြက်စီးနေကြပါပြီ။ခတ်တရားသူတော်နှုတ်ကခတ်တူတူပဲရေရွတ်လိုက်ပါတယ်။ဒီခိုင်မှာပဲပဝန်းကျင်မှာရှိတဲ့တပင်များအကြားစီကနေမကောင်းဆိုးဝါးကောင်အရေးချီချီကြီးတွေထွက်ပေါ်လာပြီးဟိုပြေးဒီပြေးလွှားနေတာကိုသူတော်မြင်လိုက်ရပါတယ်။ဒါကခတ်တရားရဲ့အဆွဲပွားတွေလား။သူတော်ကသူ့ရဲ့ပတ်ချာလဲမှာတရိပ်ရိပ်ပြေးလွှားနေတဲ့မကောင်းဆိုးဝါးများကိုကြည့်ပြီးရေရွတ်လိုက်ပါတယ်။ပြီးတော့ခတ်တရားထွက်လာဖို့အတွက်ဘာလုပ်တင်လဲဆိုတာကိုတွေးတောလိုက်ပါတယ်။ဒီမကောင်းဆိုးဝါးများကိုနှိမ်နင်းဖို့အတွက်သူ့အနေနဲ့တော့ထူးထွေမခက်ခဲပါ။အင်တကွက်ဆွဲပြီးရှီမုံယုံလောင်းနေပဲရနိုင်ပါတယ်။ဒါကအကိုင်းခတ်တွေသာဖြစ်ပါတယ်။အကိုင်းခတ်များကိုခုတ်ယုံလောင်းနေတော့ဘာမှဖြစ်မှာမဟုတ်ဒီတော့တပင်အတွက်ကိုအရေးကြီးဆုံးမြေတောင်းမြစ်ကိုလှန်ဖို့အတွက်သူတော်ဆုံးဖြတ်လိုက်ပါတယ်။သူတော်ကခန္ဓာကိုယ်လုံးမန်းရွတ်ဆိုလို့ကာကွယ်လိုက်ပါတယ်။ပြီးတော့မကောင်းဆိုးဝါးများကြားကနေတောင်ပေါ်စီကိုဆက်လက်တက်လန်းပါတယ်။သူတော်ကိုမကောင်းဆိုးဝါးများကလည်းတားမြစ်ဖို့လှုံ့ဆော်ကြပါတယ်။ဒါပေမဲ့လည်းကိုလုံးမန်းကြောင့်အနားကိုရောက်တာနဲ့အနောက်ကိုလွင့်စင်ပြီးတစားစီကြည်မွကပျောက်ကွယ်သွားကြရပါတယ်။သူတော်ကသူ့ပတ်ချာလဲမှာတအုပ်တမကြီးလိုက်ပါလာနေတဲ့မကောင်းဆိုးဝါးများကိုဂယုမဆိုင်တော့တောင်ပေါ်စီကိုသာဆက်လက်လှမ်းတက်နေပါတော့တယ်။အချိန်ကနေခင်းမဲ့ဖြစ်ပေမဲ့လေတပိလတောင်ကြီးစီမှာတော့တိတ်တီးစွာကျဆင်းနေတဲ့မြူတိမ်များကြောင့်ညနေဆောင်အချိန်ကြီးလိုဖြစ်နေပါတယ်။တောင်ကြီးရဲ့ထိပ်ဖျားစီကကြောက်ဆုံးဖျားတစ်ခုစီမှာအသက်ချစ်နေရွယ်ကောင်လေးတစ်ယောက်ထိုင်နေပါတယ်။ကောင်လေးကတောင်အောက်ဘက်ကိုကြည့်ပြီးခက်ပြုံးနဲ့ရှိနေခဲ့တယ်။ကောင်လေးရဲ့ပုံစံကတစုံတစ်ခုကိုစောင့်မျှော်လှမ်းကြည့်နေတဲ့ဟန်ရှိပါတယ်။မကြာလိုက်တဲ့အချိန်မှာတော့တောင်အောက်ဘက်ကနေတက်လန်းလာတဲ့အယူသူတော်ကိုကောင်လေးကလှမ်းမြင်လိုက်ပါတယ်။ယူသူတော်ရဲ့ပတ်ရှာလဲစီမှာတော့သူစေလွတ်ထားတဲ့မကောင်းဆိုးဝါးများကတရိပ်ရိပ်လိုက်ပါရင်နှောက်ချက်ဖို့ကြိုးစားနေကြတာကိုမြင်ရပါတယ်။ဒီကောင်တွေတကောင်မှလည်းစောက်တော့မကြဘူး။ကောင်လေးကမျက်နှာကြောတင်းစွာနဲ့ရေရွတ်လိုက်ပါတယ်။အဲဒီနောက်တော့လက်ဖြစ်တစ်ချက်တီးလိုက်ပြီးအယူရဲ့ပတ်ရှာလဲမှာရှိနေတဲ့မကောင်းဆိုးဝါးများကိုတကောင်မကျန်ဖျက်ဆီးပစ်လိုက်ပါတယ်။အယူသူတော်ကလည်း
သူ့ရဲ့ပတ်ချလေးမှာတစ်ချိန်လုံးလိုက်လံနှောက်ယှက်နေတဲ့မကောင်းဆိုးဝါးတွေရုတ်တရက်ကြီးပျောက်ကုန်တော့အံ့အားသင့်သွားခဲ့ရပါတယ်ဒီအတွက်ဘာကြောင့်ဆိုတာကိုအသေးချာကြည့်တော့တောင်ထိပ်ကကြောက်ဖြာစီမှာထိုင်နေတဲ့ကောင်လေးကိုမြင်သွားခဲ့ရတယ်ဖះခတ်တရားဆိုလို့အသက်ကြီးကြီးအဖိုးကြီးကိုတွေးရမယ်လို့ငါကထင်ထားတာလက်ဆက်တော့ဒင်းကတောင်ကိုပိတ်ပြီးငယ်မှုကျင့်စဉ်ကိုကျင့်ကြံနေတာပဲသူတော်ကကောင်လေးကိုလှမ်းကြည့်ပြီးရေရွတ်လိုက်ပါတယ်သူရေရွတ်လိုက်တဲ့ငယ်မှုကျင့်စဉ်ဆိုတာကအသက်ကိုကြီးရာကနေငယ်ရာကနေမွေးကင်းစားအထိရောက်ရှိပြီးထိုမှတပံအရွယ်ရောက်ပြီးလူတစ်ယောက်အဖြစ်ကိုပြန်လည်ရောက်ရှိကလူသက်တမ်း15နှစ်မှအသက်တစ်နှစ်တိုးသူအဖြစ်ရှင်သန်ရာကျင့်စဉ်မျိုးဖြစ်ပါတယ်အစင်းမြင့်ကဝေများကတက်တန်းဆွဲဆန်းဖို့ရာအတွက်ကျင့်ကြံမှုအမျိုးမျိုးကိုဖော်ဆောင်လေ့ရှိကြတယ်ခတ်တရားကတော့ငယ်မှုကျင့်စဉ်ကိုကျင့်ကြံပြီးအသက်ဆန့်လို့နေသူဖြစ်ခါအနည်းဆုံး2ကြိမ်3ကြိမ်ကအောင်မြင်ထားပြီးသူလည်းဖြစ်နိုင်ပါတယ်ကျုပ်ရဲ့တောင်ကိုဧည့်သည်ဖြစ်နေရောက်ရှိလာလို့ဝမ်းသာပါတယ်မိတ်ဆွေကြီးသူတော်ဟဲ့ငါသူတော်ကနင်းအတွက်ဧည့်သည်မဟုတ်ပါဘူးကောင်လေးရဲ့ငါသူတော်ဒီကိုဘာကြောင့်ရောက်လာရတယ်ဆိုတာကိုနင်းလဲသိပြီးသားပဲတိတ်တိတာပေါ့သူတော်ရဲ့ဟိုနန်းသွေးမမဲတဲ့ဟိုခွေးမသားလေးတွေရောက်လာတာမဟုတ်လားကောင်လေးရဲ့စကားကြောင့်တစ်ချိန်လုံးဆက်ဖြီးပြီးဖြစ်နေတဲ့သူတော်ရဲ့ရုပ်အသွင်ကမဖြစ်စဘူးခတ်ထန်တင်းမှသွားရပါတယ်။အိုးခတ်တရနင်းကသူတစ်ပါးကိုလည်းဒုက္ခပေးသေးတယ်။အခုထိနောင်တမရတဲ့အပြင်ဆဲဆူလိုက်ပြန်သေးတယ်ဆိုတော့နေတော်တော်တရားလိုနေပြီပဲ။သူတော်ကကောင်လေးကိုမန်မဲလိုက်ပါတယ်။ဒီခါကောင်လေးကတဟားနဲ့ရေမောလိုက်ပြီးဒီအတွက်မိတ်ဆွေကြီးကကျုပ်ကိုဆုံးမတမှုပြုကျင်နေဆိုရင်တော့နောက်ကျောင်းကိုပြန်လှည့်လိုက်တာကောင်းမယ်ထင်တယ်။ငါသူတော်ကနောက်ကျောင်းပြန်လှည့်မှာမဟုတ်ဘူးခတ်တရ။ဒါဖြစ်ရင်တော့မိတ်ဆွေကကျုပ်စီမှာဖုတ်သွင်းခံရတော့မှာပါပဲ။ကောင်လေးကသူတော်ကိုပြက်ပြက်သားသားပဲကျိမ်းမောင်းလိုက်ပါတယ်။သူ့ရဲ့ကျိမ်းမောင်းတဲ့အဆုံးမှာသူတော်ရဲ့အနောက်ပါးစီမှာကောင်လေးရဲ့ပုံစံတူကိုဝါ3ယောက်လောက်ထွက်ပေါ်လာခဲ့ပါတယ်။ဒါကိုကောင်လေးနဲ့စကားအခြေတင်ပြောနေတဲ့သူတော်ကမသိရှိကိုဝါကောင်လေးများကဂဝေဆက်များကိုထုတ်လိုက်ပါတယ်။ဆရာသူတော်တတိထားအနောက်ပါးကနေတတိပေးဟစ်အော်အတန်တစ်ခုဒီအတန်နဲ့အတူငွေရောင်အင်ဂျက်များကတဟီအတန်ပေးရင်းနဲ့ပြန်တန်းရောက်ရှိလာပါတယ်။ပဝန်းကျင်တစ်ခုလုံးတဝုံအတန်တွေစူညံသွားခဲ့ပြီးခတ်တရားရဲ့ကိုဝါများလေးပျောက်ကွယ်ကုန်ကြပါတယ်။သူတော်လည်းဖြစ်ရင်အလုံးစုံကိုတိမိလိုက်ပြီးနောက်မှာတော့ကူညီသူကိုကြည့်လိုက်ချိန်ဆရာဝါလုံးတို့ဆရာတပည့်3ယောက်ကိုတွေ့လိုက်ရတယ်။အော်ငါခတ်တရားကိုဖုတ်သွင်းကန်စောင့်ရှောက်ပေးမဲ့သူက4ယောက်တောင်ဖြစ်သွားရပြီပဲ။ကောင်လေးကဟားတိုက်ရေမောလို့ပြောလိုက်ပါတယ်။သူတော်ကခတ်တရားရဲ့ကောက်ကျစ်မှုကိုကောင်းကောင်းကြီးသိမိလိုက်ပြီဆိုတော့စကားတွေအခြေတင်ပြောမနေတော့ပဲအယောင်ဖြောက်ဂဝေဆက်သက်မန္တန်တစ်ခုကိုအာဂုံဆောင်ကအင်းတိချက်ကိုစိတ်မှန်းနဲ့ရေးဆွဲပြီးခတ်တရားစီလှမ်းပစ်လိုက်ပါတယ်။တစ်ဖက်ကဆရာဝါလုံးတို့ကလည်းသူတော်ကအင်းကိုပစ်တာနဲ့သူတို့ကလည်းအသင့်ပြင်ထားတဲ့အင်းနဲ့ဝိုင်းဝန်းပစ်ခတ်လိုက်ပါတယ်။ခတ်တရားကလည်းသူစီကိုအင်းချက်တွေဝင်လာတာနဲ့ခုံထွက်ပြေးဖို့လှုံ့ဆော်လိုက်ပေမဲ့ခြေထောက်တွေကကြောက်ဖြာကြီးစီကနေခွာလို့မရဘူးဖြစ်နေခဲ့ပါတယ်။ဟာဒါကအဲ့ဒါကသစ္စာတရားကိုအာဂုံပြုထားတဲ့သစ္စာတိကမန္တန်ရဲ့အကျိုးဆက်ပဲ။ခတ်တရားနေရဲ့ဘဝကတော့ဒီမှာနေပြီးပြီ။သူတော်ကခတ်တရားကိုအော်ပြောလိုက်ပါတယ်။ဒီခိုင်မှာပဲကြံတဲ့အင်းချက်များကခတ်တရားစီကိုတဝုံဝုံနဲ့ထိမှန်ပါတော့တယ်။အတန်ပလန်များကတောင်ကြီးတစ်ခုလုံးကိုတောညံသွားစေပါတယ်။အင်းချက်များစီကတက်ရောက်မှုများကုံဆုံးချိန်မှာတော့ကြောက်ဖြာဓာတ်စီမှာလဲကျသေးဆုံးနေတဲ့အဖိုးအိုကြီးတယောက်ကိုမြင်လိုက်ကြရပြီးဆရာဝါလုံးတို့ကတန်းတော်နဲ့အနားကိုအပြေးကြည့်ကြပါတယ်။ဒါပေမဲ့လည်းဆရာဝါလုံးတို့တောင်အနားကိုမရောက်သေးပါဘူး။ကြောက်ဖြာကြီးစီကမီးတောက်ကြီးတစ်ခုကဝုန်းကနေထားထောက်လာပြီးအဖိုးအိုကြီးရဲ့ရုပ်အလောင်းတစ်ခုလုံးကိုခြုံငုံငါလောင်မြိုက်ပါတော့တယ်။သူတော်တို့တွေကပိလတောင်ကြီးရဲ့အောက်ခြေစီမှာရက်နေကြပါတယ်။သူတော်တို့ရဲ့အခြေစီမှာတော့ဦးဖိုးတောက်ဦးဆောင်တဲ့တောင်မိုင်ကြီး3ယောက်နဲ့မိသားစုများရှိနေကသူတို့ရဲ့အလဲမှာတော့တရှိန်ကဟန်တာဝတီမင်းကြီးမင်းသားလက်ရှိခတ်တရားရဲ့အစီအရင်ကြောင့်လူမကြတစီမကြရှိနေရသူခက်ကုန်းကြီးရဲ့ပျက်စီးနေပြီဖြစ်တဲ့ရုပ်ကလောင်းကရှိနေခဲ့ပါတယ်။ဒီမင်းသားကိုကျုပ်တို့ဒီနေရာမှာပဲကောင်းကောင်းမွန်မွန်တကြိုလိုက်ပါမယ်ဆရာသူတော်။ဟုတ်ပါပြီ။နင်တို့တကြိုပေးမယ်ဆိုတော့ငါသူတော်ကသူ့ကိုယ်စားနင်တို့ကိုကျေးဇူးတင်ပါတယ်။ရပါတယ်ဆရာသူတော်။ကျုပ်တို့ကသာတကယ်ကဲတင်ပြီးတဲ့ဆရာသူတော်ကိုကျေးဇူးတင်ရမှာပါဗျာ။ငါသူတော်ကနင်တို့ကိုကျေးဇူးပို့တင်ပါရစေ။မဟုတ်တာပဲဆရာသူတော်ရဲ့။ကဲပါအပြန်အလှန်ကျေးဇူးတင်နေတာနဲ့နောက်တညမိုးချုပ်တော့မယ်
ဆရာဝါလုံးကသူတော်နဲ့တောင်ပန်ကြီးတို့အပြန်အလှန်ကျေးဇူးတင်မဆုံးဖြစ်နေတဲ့ကြားကိုဝင်ပြောလိုက်ပါတယ်ဟုတ်သားပဲအချိန်ကလည်းမတီးတော့ဘူးဆိုတော့ငါသူတော်တို့ခရီးဆက်တော့မယ်သူတော်ကတောင်ပန်ကြီး၃ယောက်နဲ့မိသားစုများကိုနှုတ်ဆက်လိုက်ပါတယ်မြေပြင်စီမှာတော့ဟန်တာဝတီမင်းသားခကုံးကြီးရဲ့ပုံပြက်ပြီးရည်ရွယ်နေတဲ့ရုပ်အလောင်းကဆန့်ဆန့်ကြီးရှိနေခဲ့တယ်သူတော်ကဟန်တာဝတီမင်းသားခကုံးကြီးရဲ့ရုပ်အလောင်းကိုနှုတ်ဆက်တယ်လို့ကြည်လိုက်ပါတယ်အဲ့ဒီနောက်တော့ဆရာဝါလုံးတို့ဆရာတပည့်နဲ့အတူနေရာကနေကြောခိုင်းတို့ထွက်ခွာသွားခဲ့ပါတော့တယ်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ် channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမေတ္တာရက်ခံပါရစေ